ရလက်ကောင်းရင်ပြီးရောလောက်ရမှာလည်းပြဿနာမရှိဘူးဆိုတဲ့အတွေ့အလွန်အနေနဲ့များလာပါတယ်အားလုံးပဲမင်္ဂလာပါညဉ့်ညမ်းတဲ့ creator page မှာကြိုဆိုလိုက်ပါတယ်ကြောက်ခင်မှာလူသားတွေကကြောက်တုံးနှုံးကိုပုတ်တိုက်မိရာကနေမီးကိုစတင်ဖန်တီးနိုင်ခဲ့ကြပါတယ်ဒီလိုဖန်တီးနိုင်ခြင်းရဲ့ရလဒ်အနေနဲ့အေးဒဏ်မှာလွတ်မြောက်ခဲ့သလိုအစားအသောက်တွေကိုလည်းကြက်အောင်ချက်ပြုတ်စားသောက်တတ်ခဲ့ကြပါတယ်ဒါဟာလူသားမျိုးနွယ်ရဲ့တမိုင်းဝင်တိုးတက်ပြောင်းလဲမှုကြီးတစ်ခုရဲ့ရလဒ်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုရလဒ်တစ်ခုတည်းကိုပဲအဓိကထားပြီးရှေ့ဆက်ခဲ့ကြတဲ့အခါမှာကမ္ဘာသမိုင်းမှာသင်ခန်းစာယူစရာအရေးမဲကြီးတွေဖြစ်ပေါ်လို့လာပါတယ်ဥပမာအနေနဲ့ဆိုရင်ဒုတိယကမ္ဘာစစ်ကိုအမြန်ဆုံးအဆုံးသတ်ပြီးငြိမ်းချမ်းရေးရကျင်တဲ့ရလဒ်တစ်ခုရဲ့အတွက်ကြောင့်နျူကလ িয়ার နည်းပညာကိုအစွမ်းရောက်အသုံးပြုခဲ့ကြပါတယ်ဂျပန်နိုင်ငံဟီရိုရှီးမားနဲ့နာဂါဆာကီမှာကျဲခဲ့တဲ့အတမ်ဘုံကြောင့်အရက်သားပေါင်းများများစွာရဲ့အသက်ပေါင်းများများစွာပေးဆက်ခဲ့ရပြီးဘေးထွက်ဆိုးကျိုးအနေနဲ့မျိုးဆက်ပေါင်းများများစွာအထိရေဒီယိုတက်တိကြွမှုတန်ကိုခံစားခဲ့ရကြပါတယ်စီးပွားရေးတိုးတက်မှုနဲ့ကုန်ထုတ်လုပ်မှုပမာဏမြင့်မားရေးဆိုတဲ့ရလဒ်တစ်ခုတည်းအတွက်တဘာဝကြီးကပေးတဲ့သယံဇာတတွေကိုအလွန်ကျူးထုတ်ယူခဲ့ကြပါတယ်ရလဒ်အနေနဲ့ယနေ့ခေတ်ကဘာကြီးဟာပူနွေးလာခြင်းရာသီဥတုဖောက်ပြန်ခြင်းနဲ့တဘာဝဘေးအန္တရာယ်ဆိုတဲ့အလွန်ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးတွေကိုလူသားတွေအနေနဲ့ပြန်လည်ရင်ဆိုင်နေရပါတယ်ဒါတွေဟာရလဒ်ကောင်းရင်ပြီးရောလောက်ရက်တွေကဘာဖြစ်ဖြစ်ဆိုတဲ့အတွေးခေါ်ရဲ့သမိုင်းဝင် evidence တွေပဲဖြစ်ပါတယ်ယနေ့ခေတ်လူငယ်တွေကြားမှာလည်းအောင်မြင်မှုဆိုတဲ့ရလဒ်တစ်ခုတည်းကိုအာရုံစိုက်ရင်လန်ခုလက်ကလောက်ရက်တွေကိုမေးလျော့မိတတ်ကြပါတယ်ရလက်ကောင်းရင်ပြီးရောလောက်ရက်မှာလည်းပြဿနာမရှိဘူးဆိုတဲ့အတွေ့အလွန်အနေများလာပါတယ်စာမွေးပွဲမှာအမှတ်ကောင်းရဖို့စာခိုးချတာစီးပွားရေးမှာအောင်မြင်ဖို့နီးလန်းမမှန်ပဲတပားသူကိုချနေတာမျိုးတွေကရလက်ကောင်းရင်ပြီးရောလောက်ရက်ကဘာဖြစ်ဖြစ်ဆိုပြီးလစ်လျူရှုလိုက်တာပါပဲတစ်သက်လုံးသင်ယူခဲ့ရတဲ့ပညာကျင့်ဝတ်နဲ့စံတန်မိုးဆိုတာတွေဟာစာမွေးပွဲအောင်ရောယာရုတက်ယုံဆိုတဲ့ရလက်တစ်ခုတည်းတော့မဟုတ်ပဲအနာဂတ်မှာရှောက်လန်းရမယ့်လမ်းကြောင်းလောက်ရက်တွေမှန်ကန်နေစေဖို့အတွက်ပဲဖြစ်ပါတယ်မမှန်ကန်တဲ့လောက်ရက်နဲ့ရရှိလာတဲ့အောင်မြင်မှုဟာရေရှည်မှာဂုဏ်သိက္ခာမရှိသလိုမိမိကိုယ်ကိုလေးစားမှုကိုလည်းပျက်စီးစေပါတယ်ယနေ့လိုပြိုင်ဆိုင်မှုအင်မတန်ပြင်းထန်တဲ့ခေတ်ကြီးထဲမှာအာသုံခုံဆိုင်စူးစမ်းခဲ့ပါလျက်နဲ့ကိုမျော်လင့်သလိုရလန်းထွက်မလာတဲ့အခါမျိုးတွေလည်းကြုံတွေ့ရပါလိမ့်မယ်အတ္တဆန်နဲ့ပန်းနိုင်နဲ့ပြိုင်ဆိုင်မှုတွေကြားထဲမှာမျော်လင့်သလိုရလန်းမထွက်လာရင်လည်းစိတ်ပြတ်အားငယ်နေဖို့မလိုပါဘူးဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့လုပ်ရက်တိုင်းဟာအပြုသဘောဆောင်နေမယ်ဆိုရင်ရလတ်မထွက်ခဲ့ရင်တော့မိတ်ဆွေဟာအရှုံးသမားလုံးဝမဟုတ်ပါဘူးကဘာကြီးကိုပြောင်းလဲစေခဲ့တာဟာအောင်မြင်သူတွေရဲ့ရလတ်တစ်ခုတည်းနဲ့မဟုတ်ပဲကောင်းမွန်တဲ့စေတနာမှန်ကန်တဲ့လုပ်ရက်တွေကိုလုပ်ခဲ့ကြတဲ့လူသားတိုင်းရဲ့ခြေလှမ်းတွေနဲ့ကဘာကြီးကပုံပုံလှပစေခဲ့တာပါဒါကြောင့်ရလတ်တစ်ခုတည်းကိုပဲမကြည့်ပဲအစောမရောက်ပဲမှန်ကန်တဲ့လုပ်ရက်တွေနဲ့ရှေ့ဆက်ဖို့လိုအပ်ပါတယ်မှန်ကန်တဲ့လုပ်ရက်တိုင်းဟာကဘာကြီးတွေပတ်ဝန်းကျင်တွေမိတ်ဆွေတွေတန်ဖိုးမဖြတ်နိုင်တဲ့အောင်မြင်မှုတွေပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြပါပေါ့